ချစ်တို့ရေဒီနေ့မနေ့ပိုင်းကတော့ကျွန်တော်တို့တာမီနဲ့အောင်မြစ်တာစာငတ်တဲ့နေပါပဲ။ဒါတစ်ကြီးကနေပြီးတော့မြန်မာမုံအစုံကိုမနေညနေပြီးကျွန်တော်တို့ကိုပြောလိုက်တာ။ညီတို့ဘာစားကျင်တော့ဆိုကျွန်တော်တို့ကလည်းစားကျင်တာတွေလူကြီးပြောကြတာပေါ့ဗျာ။အချို့မုံကဘာရှိတော့ तू ကရှမ်းခောက်ဆွဲဆိုင်ဆိုရှမ်းခောက်ဆွဲထည့်ပေးလိုက်မယ်တဲ့။တကယ်ကိုခဏခဏထည့်ပေးရနော်။မမော်ကလေခဏခဏထည့်ပေးရတာမီနဲ့ဘာစားကျင်တော့အတီးကဘာစားကျင်တော့မင်္ဂလာတိစားမယ်ဘာစားမယ်ညာစားမယ်နဲ့အေးဆိုပြီးတော့ကျွန်တော်တို့ရဲ့ဒီဟွာကိုလည်းတောင်ကြီးသွားမယ်ခရီးစဉ်မှာလည်းဟိုညီမလေးအတွက်ကိုအိမ်ချစ်သူလေးအတွက်ကိုတသိန်းလဲလှူလိုက်ပါတယ်ရှင်အဲ့တော့ကျွန်တော်တို့ကထည့်ပေးလိုက်ရောမနေ့ကျတော့တမီးရေမစားနဲ့ပေါ့နော်မမော်ရေရှက်ခောက်ဆွဲစားရအောင်ဆိုပြီးတော့စောင့်နေကြတာ9 နာရီလောက်ကျတော့ကားဆရာထွက်ဆောင်နဲ့ဘယ်နှရောက်ပြီလဲတဲ့ဆိုတော့ကျတော့အကိုဘယ်နှရောက်ပြီလဲလို့ကျွန်တော်တို့ကမေးတာပေါ့သူတမီးလေးကမေးတော့ကျတော့ခဏနေထွက်လိုက်တဲ့ထွက်ခဲတဲ့ပြောတော့ဘယ်ကိုထွက်ခိုင်းမှလည်းမသိဘူးဘယ်နှရောက်ပြီလဲလို့မေးတော့ကွက်တစ်ကြော်သွားပြီတဲ့ကဲ तू ကဘယ်နှကိုထွက်ခိုင်းမှလည်းမသိဘူးဗျာအဲ့တော့မန္တလေးတာယူသွားပြီစားလိုက်တော့ကားဆရာကြီးနော်သူပြန်လာလို့ရှိရင်လည်းဘယ်ကောင်းတော့မှာတော့အဲ့တော့ကျွန်တော်တို့ကဒီနေ့မြတ်တာစာကိုပေါ့နော်ဝေးချတဲ့နေ့ပေါ့ဗျာမစားရတော့ဘူးအဲ့တော့ကဲကုသိုလ်ပါဝင်တဲ့သူတွေများကိုစွန့်ရင်းကြော်ညာပါမယ်ရှင်မနေ့ကလည်းကြော်ညာထားတယ်နော်အဲ့ဒါကိုကျွန်တော်ကဒီနေ့ဒီရက်ပိုင်းနည်းနည်းလေးလိုက်ဗီူးလေးကြနေတော့ကြတော့ဝင်ကြည့်ပေးကြပါနော်ကဲတယောက်ချီမပါဘူးဆိုလို့ရှိရင်ဖုန်းဆက်ပြီးပြောနေကြမှာဆိုလို့ပါရှင်အားလုံးပဲပါအောင်လို့ကျွန်တော်တို့ကလည်းရေးပေးတယ်နော်ဒါညီမလေးလက်ဝယ်မှာသွားပြီးအပ်ပေးမယ်ပါငွေသားလေးပါရှင်မိန်မာလာဟင်းက9000ကျပ်ပါရှင်မတ်ဆွေစဉ်ပြေးမနာတသိန်းကျပ်ပါရှင်မတ်တင်မာဝေမိတ်ထီလာက3000ကျပ်ပါရှင်မိုးဆက်မေ3000ကျပ်ပါရှင်မတ်စုအေးမြကိုရွှေဘိုက9000ကျပ်ပါရှင်ကိုနေလင်းမတ်တင်းမြဲမရဘူးလားတသိန်းကျပ်ပါရှင်ကိုအောင်နိုင်မတ်မော်အောင်မတ်မော်ရှမ်းခောက်ဆွဲရတစ်ကြီးကတသိန်းကျပ်ပါရှင်ရှမ်းခောက်ဆွဲတော့မစားလိုက်ရတော့ဘူးပေါ့ဗျာမနန်းမိုးက2သိန်းကျပ်ပါရှင်ကျွန်တော်တို့ထိုင်းစားတောက်ဆိုင်ရမနန်းမိုးเนาะအရန်ကိုကျေးဇူးအများကြီးတင်ပါတယ်အားလုံးကုသိုလ်လဲတာတူလဲခေါ်ပါတယ်ရှင်ကုသိုလ်တွေကိုလဲเนาะထက်တူကုသိုလ်ရအောင်လို့ကျွန်တော်ကလဲတစ်တော့ချစ်သူမိတ်ဆွေတွေကိုကျွန်တော်ဒီကတယောက်စာလေးပဲများဆိုပြီးတော့ကျွန်တော်ငွေသားအနေနဲ့လက်ခံတာပါပြီးမှ KP လေးနဲ့လွှဲပြီးဟိုကျမှပဲလုပ်လိုက်တော့မယ်เนาะကျွန်တော်က6ရက်နေသွားမှာပါရှင်ပစ္စည်းလေးတော့တည်ပေးလို့မရပါဘူးအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်တက်တာ